နောက်တော့တစ်ဆင့်ကျွန်တော်တို့ YouTube ကြည့်ပြမယ်နော် YouTube တော့ကျွန်တော်ဒီမှာကြည့်တယ်ဆိုရင်ဒီမှာကျွန်တော်လုံးဝမတက်ပါဘူးနော်ကျွန်တော်လုံးဝမတက်ပါဘူးကျွန်တော်ဒီမှာဒီရုပ်စာကိုထောင်းပြမယ်နော်ဒီဗီဒီယိုကျွန်တော်တို့ထောင်းပြမယ်နော်ထောင်းမယ်ခဏစောင့်ကြည့်ပြီVNB ပုံစံမျိုးတောင်းရမှာနော်ခုဆိုရင်ကျွန်တော်ပြပြီခုကျွန်တော်တောင်းဖို့ရဆိုရင်ကျွန်တော်တို့သွားကြည့်မယ်ဒီမှာဒီမှာရောက်လာပြီနော်ခုနကကျွန်တော်တောင်းတဲ့ဟာကိုခုကျွန်တော်ပြန်ဖွင့်ကြည့်လိုက်မယ်နော်ဒီမှာဆိုရင် watermark လုံးဝမရှိပါဘူးနော်ဒါရတတ်ပါကျွန်တော်မကြည့်မယ်ဆိုရင်ကျွန်တော် watermark လုံးဝမရှိဘူးခုနကလေးပဲကျွန်တော်ထောင်းကြည့်ရတယ်နော်ဒါဆိုရင် TikTok ကပြီးပါပြီFacebook ရင်ကြည့်ပြမယ် Facebook ဆိုရင်ကြည့်လိုက်မယ်ဆိုရင်ဒီမှာကြည့်နေလုံးဝကြောင်ညာမတက်စရာဘူးတာဝန်ယူရအာမခံတယ်နော်မကြည့်ပါနောက်တစ်ခု YouTube ကြည့်ပြမယ်နော်ကြည့်ပြမယ်ဒီမှာပါဒီဆိုကျွန်တော်ဒီမှာတပုတ်နှိပ်လိုက်မယ်တပုတ်နှိပ်လိုက်ပြီဆိုရင်ကြောင်ညာလုံးဝမတက်ပါဘူးဒီမှာတစ်ခုနှိပ်လိုက်ပါမယ်တော့ကြောင်ညာမတက်ပါဘူးထောင်းမယ်ဆိုရင်ကျွန်တော်တို့ထောင်းလို့ရပါတယ်ဒီမှာကျွန်တော်ထောင်းလို့ခလုတ်မထည့်ရသေးလို့ပဲကျွန်တော်ကထောင်းလို့တွေမဆွဲဖြစ်ဘူးဆိုတော့တကယ်လို့တကယ်ချင်းတို့ထောင်းလို့ဆွဲမယ်ဆိုရင်အကုန်လုံးကျွန်တော်ထောင်းလို့ဆွဲလို့ရအောင်လို့အကုန်လုံး setting တွေချိန်ပြထားခဲ့မယ်အကုန်လုံးလုပ်ပြထားခဲ့မယ်ဆိုတော့ဒီမှာ VNB လာယူလို့ရတယ်နော် free ပဲနော်တော့တက်စာရအောင်လုပ်ရမှာပါကျွန်တော်ဝန်ဆောင်မှုပေးဒီမှာပါ setting တွေအများကြီးရှိပါတယ်ဒီအများကြီးရှိပါတယ်